အားလုံးကိုမင်္ဂလာပါဒီနေ့ရှေးဥစွာဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ဒီမှာပြန်လည်တဖန်ပြီးမှနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးခွင့်ရတဲ့အတွက်ဖျားကိုကျေးဇူးတင်တယ်ပြီးမှဒီအချိန်တိုင်းကိုခွဲခန့်ပေးတဲ့ဆရာနဲ့ဆရာမကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ပေါ့နော်ကျမမဝင်ကတော့နည်းနည်းကြာတော့နည်းနည်းလေးနော်တုံတယ်လို့ဘာလို့တခုခုဖြစ်နေတယ်နော်စိတ်ထဲမှာဒါပေမဲ့ပေါ့နော်ကျမနှုတ်ကပတ်တော်အမြဲတမ်းအချိန်မရခင်တခုထူးခြားတာရှိတယ်ကျမထဲမှာလေဘာလဲဆိုရင်ဒီနှုတ်ကပတ်တော်ကိုဆရာကကျမလာမပေးခင်မှာဒီတစ်ပတ်တနင်္ဂနွေမနက်မှာကျမစိတ်ထဲမှာ topic တခုပေါ်လာတယ်အဲ့ဒီအရာကိုပြောချင်စိတ်ဖြစ်လာတယ်အမြဲတမ်းပဲကျမနှုတ်ကပတ်တော်ဝင်ငှရတော့မယ်ဆိုတော့အဲ့ဒီအချိန်ရောက်လာခါနီးမှာဖြစ်တတ်တယ်ပေါ့နော်ဒါထူးတော့ထူးဆန်းတယ်ပြောရမလားတကယ်ပဲကျမတို့ယုံကြည်သူအသက်တာမှာလိုအပ်လို့လားပေါ့နော်ကျမယုံကြည်တယ်ဒီနေ့ဒီမှာရောက်ရှိလာတဲ့လူငယ်တွေအားလုံးကတကယ်ပဲဘုရားကိုစာငတ်လို့ဖြစ်တယ်အာမင်ဒီနေ့မြောက်များစွာသောနေရာမှာလူငယ်တွေများစွာရှိတယ်သွားချင်တဲ့နေရာသွားဒါပေမဲ့ဘုရားเจ้าရောက်လာဖို့ကစွဲခေါ်ရတာဖြစ်တယ်တချို့ကစာငတ်ခြင်းအဖြစ်သာရောက်လာနိုင်တာဖြစ်တယ်ဒါဘုရားရဲ့ပို့ဆောင်ခြင်းဖြစ်တယ်သူ့အလိုအလျောက်ရောက်လာခြင်းမဟုတ်ဘူးပေါ့နော်ဒါကြောင့်ဒီနေ့ကျမရဲ့ဒီဘုရားရဲ့တိုးထိထားတဲ့ဒီနှုတ်ကပတ်တော်တစ်ခုရှိတာဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်ကျမတို့ဒီနှစ်သက်ထဲမှာနှစ်ဟောင်းမှာကျမတို့ဘယ်လိုအသက်ရှင်လဲကိုအတိဆုံးပေါ့နော်ဒါပေမဲ့နှစ်သက်ထဲမှာကျမတို့ဘယ်လိုအသက်ရှင်မလဲပေါ့နော်ဒီကျမယူဆောင်လာတဲ့ဒီခေါင်းစဉ်ကတော့စိုက်သည့်အတိုင်းရိတ်ရမယ်ဆိုတော့အရာဖြစ်ပါတယ်ပေါ့နော်ဒီခေါင်းစဉ်အဖြစ်ဒီနေ့လူငယ်တွေကိုအနေငယ်ခွန်အားပေးချင်တာဖြစ်တယ်ဒီနေ့ဒီခေါင်းစဉ်ကိုမစခင်မှာပေါ့နော်ဒီနေ့ကျမတို့ဒီလောကကြီးမှာကံဆိုတဲ့အရာကိုသင်ကြားဘူးလားကံတို့ဝတ်တို့ဆိုတဲ့အရာတွေကိုသင်ကြားဘူးလားဒီနေ့တင်လို့ရဲရင်ခံရမယ်ဆိုတဲ့အရာတွေဒီလိုစကားတွေကိုတင်ကြားဘူးလားဒါကကျမတို့တခြားဘာသာဝင်တွေမယုံကြည်သူတွေရဲ့ယုံကြည်ရာဖြစ်တယ်ပေါ့နော်တင်ဒီဟာလို့ရင်ဒါပြန်ခံရမယ်တဲ့ဒါဆိုရင်ရောကျမတို့ယုံကြည်သူမှာရောရှိလားယုံကြည်သူမှာရောတင်ကြိုက်တာလို့ကျေးဇူးတော်ရှိတယ်ငါကြိုက်တယ်လို့အသက်ရှင်လို့ရတယ်ရှိလားယုံကြည်သူကရောဒီနေ့အဲ့ဒီအရာကိုလုံးဝမယုံငါကြိုက်တယ်လို့အသက်ရှင်လို့ရတယ်အဲ့လိုရလားဒါဆိုရင်ကျမတို့ရလားမရလားဆိုရင်ကျမတို့စမ်းချက်နဲ့ပဲကျမတို့သွားရအောင်တော့ခဏကျမရှောက်ပြောနေလို့ဖြစ်မှာဆိုလို့နော်ကျမဂါလာတိဩဝါဒစာအခန်းကြီး6အငယ်9ကနေ9ထိကျမတို့ဒီ3ပိုက်ကိုဖတ်ကြည့်ရအောင်ဒီနေ့ကျမယူဆောင်လာတဲ့နှုတ်ကပတ်တော်ကဒီဟာဖြစ်ပါတယ်ကျမတို့အကုန်လုံးမနော်စမ်းစာဖတ်ပြီးမှကျမတို့အတူတကွဖတ်ဖို့ဖြစ်တယ်ဂါလာတိဩဝါဒစာအခန်းကြီး6အငယ်9ကနေ9ထိဖြစ်တယ်ကျမတို့တွေ့ပြီဆိုရင်ကျမတို့အတူတကွဖတ်ရအောင်ဘုရားသခင်သည်မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူလူသည်မျိုးစစ်ကျဲသည့်အတိုင်းအတီးအနှံကိုရိတ်ရလိမ့်မည်မိမိဇာတိပဂတိ၌မျိုးစစ်ကျဲတော်သူသည်ဇာတိပဂတိအားဖြင့်ပုတ်ပြတ်ခြင်းအတီးအနှံကိုရိတ်ရလိမ့်မည်ဝိညာဉ်ပဂတိ၌မျိုးစစ်ကျဲတော်သူသည်ဝိညာဉ်ပဂတိအားဖြင့်ထာဝရအသက်ရှင်ခြင်းအတီးအနှံကိုရိတ်ရလိမ့်မည်တဲ့ဒါဆိုဒီနေ့နှုတ်ကပတ်တော်ထဲမှာပါတွေ့လေအခန်းငယ်ခွန်ထဲမှာမျိုးစစ်လူသည်တဲ့လူဆိုတဲ့ထဲမှာတင်ပါလားလူသည်တဲ့နော်မျိုးစစ်ကျဲဒီအတိုင်းအတီးအနှံကိုရိတ်ရလိမ့်မည်တဲ့ဒါဆိုရင်ကျမတို့သေချာပါတယ်ဒီနေ့ကျမတို့အသက်ရှင်နေတဲ့အသက်တာထဲမှာဒီနေ့ကျမတို့ဘလို့အသက်ရှင်နေလဲဒီနေ့ကျမတို့ရဲ့လှုပ်ဆောင်ခြင်းတွေအားလုံးကိုကျမတို့ပြန်လည်ပြီးမှရိတ်သိမ်းရမှာဖြစ်တယ်ပေါ့နော်ဒီနေ့ကျမတို့နှစ်ဟောင်းနေမှာရောကျမတို့ဘယ်လိုအသက်ရှင်ခဲ့လဲကျမတို့တကယ်ပဲရိတ်သိမ်းရမယ်ဆိုရင်ဘယ်အသီးတွေကိုကျမတို့စိုက်ပြီးမှအသက်ရှင်နေလဲဒါကျမတို့ဒီနေ့စင်စင်ရမယ့်အရာဖြစ်တယ်ပေါ့နော်ဒီနေ့လောကကြီးကတခါတလေပြောတတ်ကြတယ်လောကကြီးကမတရားဘူးတဲ့ဒုက္ခရောက်တဲ့ချိန်ဒါဆိုကျမမေးချင်တယ်လောကကြီးကိုတရားတယ်လို့ထင်လားအခုနောက်ပြောတယ်လူဒီမိမိစိုက်တဲ့အတိုင်းရိတ်ရမယ်တဲ့ဒါဆိုလောကကြီးကတရားလားလောကကြီးကတရားတယ်ဘာလို့လဲလောကကြီးကိုအုပ်စိုးနေတဲ့အရှင်ကဘာတူလဲတရားတဲ့အရှင်ဖြစ်တယ်လောကကြီးကိုအုပ်စိုးနေတဲ့အရှင်ကကျမတို့ဖျားဖြစ်တယ်တရားမျှတတဲ့ဖျားဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ကျမတို့ရဲ့စိုက်ပျိုးတဲ့အရာကိုကျမတို့ပြန်လည်ပြီးမှရိတ်သိမ်းနေရတာဖြစ်တယ်တခါတလေကျမတို့စဉ်းစားလို့မရတဲ့အရာတွေကလေးလေးတယောက်ဥပမာပေါ့နော်ကလေးလေးတယောက်ကမပြည့်မစုံမင်းနဲ့မွေးလာတာတွေကျမတို့တွေ့တယ်တခါတလေအရန်ကိုအကျိုးအကြောင်းမရှိဘာဖြစ်လို့ဖြစ်မှမသိဒုက္ခရောက်နေတာတွေကျမတို့တွေ့ရတယ်မလားတခါတလေတွေ့ရတယ်နော်ဖြစ်တတ်တယ်တချို့ကပြောလိုက်သေးတယ်ပါဇက်ကဘေဝတ်ကျွေးဘေဘဝကဝတ်ကျွေးတယ်မှလည်းမသိဘူးတဲ့ဒါတွေကနေ့တိုင်းလူဘဝမှာကျမတို့ကြုံတွေ့နေတဲ့အရာတွေတခါတလေအဖြေရှာလို့မရဘူးဒါပေမဲ့ကျမတို့ဖြစ်ပျက်နေတဲ့အရာတိုင်းမှာသူ
သူ့ရဲ့အကျိုးနဲ့အကြောင်းနဲ့သူရှိနေတာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်မပြောပြချင်တယ်တချို့ကကြတော့လေမွေးလာကြတဲ့ကိုရွှေပုံပေါ်မှာနော်လုံးဝအပြည့်အစုံဘာကြောင့်လဲဘာဖြစ်လို့ဒီလောက်ထိကွာခြားနေတာလဲဒါပေမဲ့သူ့မှာသူ့အကြောင်းနဲ့သူရှိတာဖြစ်တယ်ပေါ့နော်လူတချို့ကြတော့လဲဘာမှမဆိုင်ဘူးကျွန်တော်တို့တက်တာမှာပေးကမ်းခြင်းလုံးဝမရှိဘူးဒါပေမဲ့အတကုံရိတ်ချင်တယ်ရလားဒီနေ့ဒီမှာစိုက်ပြိုးရေးလောက်ဖူးတဲ့လူရှိလားမုံညင်းစိုက်ဖူးတဲ့လူရှိလားမုံညင်းစိုက်ရင်ဘာထွက်လဲငရုတ်တီးထွက်လားမထွက်ဘူးနော်ငရုတ်တီးစိုက်ရင်ရုံးပတိထွက်လားမထွက်ဘူးဒါဆိုဒီနေ့သင်ဘာရိတ်ချင်လဲသင်ရိတ်တဲ့အရာကိုသင်စိုက်တဲ့အရာကိုဒီနေ့သင်ရိတ်ရမှာဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဘဝမှာရွေးချယ်စရာတွေတစ်ခါတလေမှာရှိတာဖြစ်တယ်ဒါပေမဲ့ဒီနေ့သင်ရွေးချယ်တဲ့ဒီနေ့မှာသင်အသက်ရှင်တဲ့ချိန်သင်ရွေးချယ်လိုက်တဲ့အရာကသင်ရဲ့အနာဂတ်ဖြစ်တယ်သင်ရွေးချယ်လိုက်တဲ့အရာကဘာလဲဆိုတာအင်မတန်အရေးကြီးရဒါဆိုကျွန်မအခုနပြောနေစိုက်တဲ့အတိုင်းရိတ်ရမယ်ဆိုတော့ကျွန်မတို့မှာဒီနေ့မျိုးစစ်နှမျိုးရှိတာဖြစ်တယ်ဒီနေ့ဂါလာတိကျမ်းမှာအဓိကဖော်ပြထားတဲ့မျိုးစစ်နှစိကျွန်မတို့အခန်းငယ်9ပေါ့နော်အငယ်18ကနေပြီးမှ21တိကျမတို့ပြန်လဲဖတ်ရအောင်ဒီထဲမှာကျမတို့အစိကိုကျမတို့တွေ့ရမှာဖြစ်တယ်ဂါလာတိအခန်းကြီး9ဒီဘက်စာမျက်နှာမှာပဲပေါ့နော်အခန်းငယ်18ကနေ21တိကျမတို့တွေ့ပြီဆိုရင်အတူတကွဖတ်ရအောင်တို့တော့လေဝိညာဉ်ပဂတိအလိုတို့လိုက်လင်ပညတ်တရားနဲ့လွတ်ကြ၏ဇာတိပဂတိအကျင့်တို့သည်ထင်ရှားကြ၏ထိုအကျင့်တို့မူကားသူ့မယားကိုပြစ်မှားခြင်းမတရားသောမေထုံ၌မိဝဲခြင်းညစ်ညူးစွာကျင့်ခြင်းကိလေသာလွန်ကျူးခြင်းရုပ်ထုကိုကိုးကွယ်ခြင်းသူတစ်ပါးကိုပြုစားခြင်းရန်ညိုးဖွဲ့ခြင်းရန်တွေ့ခြင်းဂုံပြိုင်ခြင်းအမျက်ထွက်ခြင်းနင်းခုန်ခြင်းအချင်းချင်းကွဲပြားခြင်းသင်ခွဲခြင်းသူ့အကျိုးကိုညှူဆူခြင်းလူအသက်ကိုတတ်ခြင်းရစ်မျိုးကိုတောက်ကျူးခြင်းပွဲလုပ်ခြင်းမှစ၍ထိုတို့သောအကျင့်ပေသည်ထိုတို့သောအကျင့်ကိုကျင့်သောသူတို့သည်ဖျားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြဟုအထက်ကငါပြောနှင့်ခဲ့ပြီးဒီအတိုင်းယခုပင်လဲငါပြောနှင့်၏တဲ့ဒါဆိုဒီနေ့ကျွန်မပြောမယ်ဒီအသီးနှမျိုးအခုနကျွန်တော်တို့ဒီနေ့စိုက်တဲ့အသီးထဲမှာဇာတိပဂတိအသီးကတစ်မျိုးနောက်ထပ်တစ်မျိုးကဝိညာဉ်ပဂတိအသီးဖြစ်တယ်ဒီနေ့ဇာတိပဂတိကဒီမှာကျမ်းစာမှာဖော်ပြထားတဲ့အတိုင်းဘာတွေလဲဆိုရင်သူ့မယားကိုပြစ်မှားခြင်းတဲ့မတရားတော့မေထုံညစ်ညူးစွာကျင့်ခြင်းဒီနေ့ဒီလိုပြောရင်တချို့ကဒါစာပဲမြန်မာစာပဲဒါပေမဲ့တချို့ကနားမလည်ဘူးအရင်နဲ့နဲတယ်လို့ပြောတယ်နော်ကျမ်းစာဒါပေမဲ့ရှင်းတယ်နော်သူ့မယားကိုပြစ်မှားခြင်းတဲ့ဒီအရာတွေညစ်ညူးစွာကျင့်ခြင်းရုပ်ထုကိုကိုးကွယ်ခြင်းရန်ညိုးဖွဲ့ခြင်းရန်ပြုတ်ခြင်းဂုံပြိုင်ခြင်းအမျက်ကြီးခြင်းဒီအရာတွေကဇာတိပဂတိရဲ့အသီးတွေဖြစ်တယ်ဒီနေ့ကျမတို့အသက်တာမှာဒီအရာတွေရှိလားဒါဆင်ခြင်ရမှာဖြစ်တယ်ဒါပေမဲ့လွယ်လေးရှင်းလေးပြန်ပြောရမယ်ဆိုရင်ကျမတို့တချို့မနာလိုတတ်တဲ့စိတ်ကိုထက်တာတဲ့သူကိုမနာလိုတဲ့အရာကလည်းဇာတိပဂတိရဲ့အသီးကိုကျမတို့ဒီနေ့အသက်တာမှာစိုက်ပြိုးနေတာဖြစ်တယ်ပြီးရင်ဂုံတိုက်တဲ့သူပေါ့နော်ဂုံတိုက်တယ်ပြောတဲ့ချိန်မှာတချို့ကနားလဲချင်မှနားလဲမယ်ဂုံတိုက်တယ်ဆိုတာဥပမာလူ3ယောက်တကယ်ချင်း3ယောက်အထက်4ယောက်ရှိတယ်ပဲထားလိုက်ဒီတယောက်ပြောတဲ့စကားကိုဟိုတယောက်မှသွားပို့တခါတလေဂုံတိုက်တယ်ဆိုတဲ့အထဲမှာကျတော့ရန်ပြုတ်တဲ့အထဲမှာပါတာပေါ့နော်သူမပြောတဲ့ဟာသူ့ကိုသွားပြောဒီနေ့ဟိုတယောက်နင့်ကိုပြောတယ်နင်အရန်ရုပ်ဆိုးတယ်နင်သူ့ကိုဟိုလိုပြောတယ်တဲ့သူကပြောတယ်ဆိုဒီတယောက်ကမသိဘူးဂျားကနေတယောက်ကဂုံတိုက်ပြီးမှဟိုနှစ်ယောက်ကရန်ဖြစ်ပြီးမှလုံးဝမကြည်တော့တယောက်နဲ့တယောက် तू ကအဲ့ဒါကိုပျော်နေတာအဲ့ဒီအသီးကို तू စိုက်လိုက်တာဒါပေမဲ့အဲ့ဒီຢာကိုတနေ့ तू ပြန်ရက်ရမှာဖြစ်တယ်အဲ့ဒါတွေပါတယ်ပြီးကြရင်မနာလို့ချင်းဒီဇာတိသဘောပြီးကြရင်ခွင့်မလွတ်တတ်ခြင်းနေပါတာဖြစ်တယ်ဒီပြီးကြရင်အခုနပြောတဲ့အတိုင်းကာမဂုဏ်လွန်ကျူးခြင်းကိလေသာလွန်ကျူးခြင်းနေပါတယ်သူ့မယားကိုပြစ်မှားခြင်းပေါ့နော်ဒီနေ့ကျမတို့အိမ်ထောင်ရှိတဲ့သူကိုကျမတို့လုံးဝသွားရှုပ်လို့မရဘူးဖြစ်တယ်ဇာတိပဂတိအသီးကိုကျမတို့သွားစိုက်လိုက်ရင်ဒီနေ့အဲ့ဒါဘာဖြစ်လို့ကြောက်စရာကောင်းလဲဆိုရင်ပေါ့နော်ကျမတို့စိုက်တဲ့အသီးကတစ်လုံးနဲ့ပဲဒါပေမဲ့ရိတ်သိမ်းတဲ့ချိန်မှာတစ်လုံးပဲရိတ်ရမှာမဟုတ်ဘူးများစွာရိတ်သိမ်းရမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ဥပမာကိုကပန်းတီးသပင်စိုက်လိုက်တယ်ထားလိုက်ပန်းတီးတစ်လုံးပဲထွက်မှာလားပန်းတီးအများကြီးထွက်မှာဖြစ်တယ်နှစ်တိုင်းထွက်မှာဖြစ်တယ်ဒါကြောင့်မို့ကျမတို့လောက်တာကနည်းနည်းလေးပြန်ခံရမှာများဖြစ်တယ်စိုက်တာကနည်းနည်းလေးပြန်ရိတ်ရမှာကများဖြစ်တယ်ဒါကြောင့်ကျမတို့သူများကိုသွားပြစ်မှားလို့မရဘူးသူများကိုစိတ်ဆွမ်းကျမတို့ဒီအခုနပြောထားတဲ့ဇာတိပဂတိအကျင့်ထဲမှာပါတဲ့အရာတွေကိုကျမတို့
ကျမတို့အသက်တာထဲမှာကျမတို့လုံမိနေလားဒီအရာကိုကျမတို့စင်ချင်ရမှာဖြစ်တယ်ကဲအရန်တောက်စားမူယူကျန်းစာတော့မတောက်နဲ့ပြောထားတာပဲဒါပေမဲ့တချို့အလုပ်လုပ်ရင်တစ်ခါတလေပါဆိုပြီးသွားတောက်တဲ့လူတွေအများကြီးရှိတယ်ကျမလည်းတွေ့ဖူးတယ်ပေါ့နော်တိလဲတိတယ်တချို့တွေကိုဒါပေမဲ့ဒီနေ့ဒီမှာပဲပြောပြချင်တယ်သွားလို့ရပါတယ်ဒါပေမဲ့တင်ကတရက်ပဲသွားမယ်တစ်ခါပဲသွားမယ်အဲ့ဒီတနေ့မှာဖြစ်လာတဲ့ပြဿနာကိုတင်တစ်သက်လုံးဖြေရှင်းလို့ရချင်မှရမယ်မှန်လားတခါတလေမှာတင်တစ်သက်လုံးဒီရဲ့အသီးကိုစားရမှာဖြစ်တယ်ဒါကြောင့်မို့ကျမတို့စိုက်တာကတစ်လုံးထဲရက်ရတာကများကျမတို့ကောင်းတဲ့အရာတွေလည်းဒီလိုပဲပေးတာနဲ့တခါတလေမှာကျမတို့များဖရားရဲ့အချိန်တန်တဲ့ချိန်မှာကျမတို့ပြန်ရိတ်သိမ်းရမှာဖြစ်တယ်ဒါပေမဲ့လောကကြီးကခုနကျမတို့ကျမ်းစာကပြောထားတဲ့အတိုင်းပဲတင်စိုက်နေတဲ့အရာကိုတနေ့တင်ရိတ်ရမှာဖြစ်တယ်ဒီနေ့တင်အသက်ရှင်နေတဲ့အသက်တာကအတင်ရဲ့အနာဂတ်ကိုတင်ကရွေးချယ်ပြီးမှစိုက်ပျိုးနေတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့အင်မတန်မှဆင်ခြင်ရမှာဖြစ်တယ်အခုနကျမပြောသလိုအသွားမတော်ရင်တလန်းမယ်တဲ့အစားမတော်ရင်လည်းတလုတ်ပဲကျမတို့ကတခါပဲမားတယ်တခါပဲငါတခါပဲဒီလိုမျိုးပြောတဲ့အရာတွေပေါ့နော်အဲ့ဒီနေရာမှာကျမတို့တစ်သက်လုံးပေးဆက်ရတတ်တယ်ဒါကြောင့်မို့ကျန်းစာကပြောတယ်မလုံနဲ့ဆိုရင်ကျမတို့လုံးဝလှုပ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုရင်ခုနကျမတို့27မှာဖတ်ပြီးသားဒီဇာတိပဂတိအတီးတီးတဲ့သူဒီဇာတိပဂတိအကျင့်တဲ့လူအားလုံးကဖယားသခင်ရဲ့နိုင်ငံတော်ကိုကျမတို့အမွေခံရမှာမဟုတ်ဘူးတဲ့အရန်ရှင်းပါတယ်နော်ကျမတို့ဖယားသခင်ရဲ့နိုင်ငံတော်ကဒီလောက်ထိလွယ်နေရင်အကုန်လုံးသွားတယ်ပေါ့နော်ဒီလောက်ထိမလွယ်ဘူးကလအောက်ကိုဗာလေအဲ့နှစ်ဖားကျိုးမှာထည့်ရတာလွယ်တယ်လို့ပေါ့နော်ဒါပေမဲ့ကောင်းကင်နိုင်ငံကိုသွားဖို့ကခက်တယ်ဆိုတော့တော်တော်လေးခက်သွားပြီဒါဆိုဒီနေ့ကျမတို့ဇာတိပဂတိအတီးကိုစိုက်နေသေးတယ်ဆိုရင်ကျမတို့နှစ်သက်မှာကျမတို့စင်ချင်ရမှာဖြစ်တယ်ကျမတို့ဘာအတီးတွေစိုက်မလဲဘာဖြစ်လို့ဒီနေ့တင်ရဲ့အကျင့်အတိုင်းတင်လုံနေတဲ့အရာတိုင်းတင်ပြန်ရိတ်သိမ်းရမှာဖြစ်တယ်ဒီနေ့တင်ကောင်းတာလုပ်တယ်တင်အများကြီးပေးလူနေတယ်ဘယ်သူမှလည်းမသိဘူးငါကောင်းနေရပဲလုပ်တယ်ဘယ်သူမှငါ့ကိုအတိမမပြုတ်ဘူးမထင်ပါနဲ့ဘယ်သူမှမမြင်တဲ့အရာကိုဖျားသိတာဖြစ်တယ်ဒါကြောင့်မို့တနေ့မှာတင်များစွာဖျားရဲ့အချိန်တန်တဲ့အချိန်မှာတင်များစွာရိတ်သိမ်းရမှာဖြစ်တယ်ဒါပေမဲ့တင်ရဲ့ရိတ်သိမ်းတဲ့အချိန်ကအခုချက်ချင်းဖြစ်ချင်မှဖြစ်မယ်အချိန်ကကြာကောင်းကြာလိမ့်မယ်ဒါပေမဲ့ the right time မှာတင်ကပြန်လဲပြီးမှရိတ်သိမ်းရမှာဖြစ်တယ်ဒါကြောင့်မို့ကျမတို့စင်ချင်ရအောင်အခုနဇာတိပဂတိရဲ့အကျင့်နောက်ဆုံးရိတ်သိမ်းရမယ့်အတီးရပါလေကောင်းကင်နိုင်ငံအမွေမခံစားရဘူးနောက်တဲ့တစ်ခုကအပြစ်တရားရဲ့အခအပြစ်ဖြစ်တဲ့အတွက်တည်ခြင်းဖြစ်တယ်ပေါ့နော်ဒီအရာကိုလုံနေသေးတဲ့၍ဖယားသားသမီးလို့ခံယူဖို့ကအင်မတန်မှခက်ခဲတာဖြစ်တယ်ဒါဆိုရင်နောက်ထပ်အသီးတစ်မျိုးကပါလဲဒီအရာတော့ကျမတို့ယုံကြည်သူတွေအကုန်လုံးသိမယ်လို့ကျမယုံကြည်တယ်ပေါ့နော်ဝိညာဉ်ပဂတိအသီး6လုံးရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒီအသီးထဲမှာကျမတို့စင်ရအောင်ဒီနေ့ငါထဲမှာဘယ်နှလုံးရှိလဲချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကောင်းမြတ်ခြင်းသစ္စာစောင့်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းဘယ်နှလုံးဖြစ်သွားရလဲเนาะကျွန်မဖတ်သွားတာဂါလာတိအခန်းကြီး9အငယ်22မှာကျွန်တော်တို့ပြန်ဖတ်ရအောင်ဝိညာဉ်ပဂတိ၏အကျိုးမူကားချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းဂျေဇုပြုခြင်းကောင်းမြတ်ခြင်းသစ္စာစောင့်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းပေသည်တဲ့ထို့တို့တော့အကျင့်ကိုအဘယ်တရားမျှမမြတ်သားတဲ့ဒီအသီးတွေကျမတို့အသက်တာထဲမှာကျမတို့တီးနေလားတခါတလေကျမတို့ကဒီအသီးကိုတီးတယ်ဒါပေမဲ့မစိုက်ဘူးတီးကြီးနဲ့ဇာတိအတိုင်းပဲငါအသက်ရှင်ချင်လို့ရှင်မယ်ရလားတင်အသက်ရှင်လို့ရပါတယ်ဒါပေမဲ့တနေ့မှာတင်ရိတ်သိမ်းဖို့တင်ပြင်ဆင်ထားရမှာဖြစ်တယ်ဘယ်သူမှတင့်ကိုမရိတ်ပေးဘူးတင်စိုက်တဲ့ဟာတင်ရိတ်ရမှာဖြစ်တယ်ကျမ်းစာကလူဒီမိမိစိုက်တဲ့အတိုင်းမိမိရိတ်ရမည်ဆိုတဲ့အရာကိုကျမတို့ဒီနေ့ဆင်ခြင်ရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီချစ်ချင်းဒီဝိညာဉ်ပဂတိအသီးတွေရောကျမတို့ဘယ်နှယောက်ဘယ်နှလုံးကျမကိုယ်တိုင်လည်းကျမဆင်ခြင်တဲ့အရာဖြစ်တယ်ကျမတို့ဘယ်လောက်ထိစိုက်နေလဲပေါ့နော်ကျမတို့ဒီနေ့ကျမတို့ကောင်းတာလုပ်တဲ့အချိန်မှာဒီနေ့ဒီမှာချစ်ချင်းတီးထဲမှာငြိမ်သက်ခြင်းရှိတယ်ကျမတို့ပေးကမ်းတဲ့အချိန်မှာကျမတို့ကောင်းတာလုပ်တဲ့အချိန်မှာကျမတို့နှလုံးသားထဲမှာငြိမ်သက်ခြင်းရှိတာဖြစ်တယ်ဒါပေမဲ့ကျမတို့ဒီဝိညာဉ်အသီးကိုစိုက်တဲ့အချိန်မှာကျမတို့ပြန်ရိတ်သိမ်းရမှာပါလေဒီဝိညာဉ်အသီးကိုစိုက်တဲ့အချိန်မှာကျမတို့ရိတ်သိမ်းရမယ့်အချိန်မှာထာဝရအသက်ပါတာဖြစ်တယ်ထာဝရအသက်ကဒီအသီးရှိမှကျမတို့ရိတ်သိမ်းရမှာဖြစ်တယ်ကျမတို့ငြိမ်သက်ခြင်းပြီးကြရင်ကောင်းကြီးကျမတို့လိုချင်တဲ့အသက်တာမှာအသက်ရှင်နေတဲ့ကာလမှာမိသားစုထဲမှာကျမတို့လိုချင်တဲ့ကောင်းကြီးကဒီထဲမှာရှိတာဖြစ်တယ်ကျမတို့ဒီအသီးကိုစိုက်တဲ့ချိန်မှာကျမတို့ပြန်လည်ပြီးမှရိတ်သိမ်းရမယ့်အထဲမှာ
ကောင်းကြီးပါတာဖြစ်တယ်ကျမတို့ငြိမ်သက်ခြင်းအသက်တာထဲမှာမကောင်းတာတစ်ခုခုလှုပ်ထားရင်လုံးဝငြိမ်သက်ခြင်းမရှိပါဘူးဒါကတော့မကောင်းတာလှုပ်တဲ့လူတွေတည်တယ်ကိုလည်းတစ်ခါတလေတစ်ခုခုမားတာလှုပ်ထားရင်စိတ်ကအိုးအဖုံးမလုံတယ်လို့ပဲနော်လုံးဝမလုံဘူးဒါကမကောင်းတာလှုပ်တဲ့အချိန်မှာငြိမ်သက်ခြင်းမရှိတာကိုပြနေတာဖြစ်တယ်ဒါပေမဲ့သင်ကကောင်းတာကိုအခုနပြောသလိုပေးကမ်းခြင်းရှိတယ်သူတစ်ပါးကိုကူညီခြင်းရှိတဲ့အချိန်မှာဒီအရာတွေကကောင်းတဲ့အရာတွေကသင်ရဲ့နှလုံးသားကိုငြိမ်သက်ခြင်းပေးတာဖြစ်တယ်ဒီနေ့သင်အနာဂတ်မှာလာပါတဲ့အနာဂတ်ဖြစ်ဖို့ဒီနေ့သင်တည်ဆောက်ရမှာဖြစ်တယ်ဒီနေ့ဝိညာဉ်ပဂတိအသီးတွေသင်တီးရမှာဖြစ်တယ်ဥပမာအနေနဲ့ကျမတို့ယုံကြည်သူလူငယ်တွေအနေနဲ့ဆိုရင်ကျမတို့ဘာလုပ်ရမလဲဆိုရင်ကျမ်းစာဖတ်ခြင်းဘောနော်ကျမ်းစာဖတ်တဲ့အသက်တာလိုအပ်တာဖြစ်တယ်ကျမ်းစာဖတ်ခြင်းနဲ့ဒီ spirit ဝိညာဉ်ကမတူဘူးဘောနော်တချို့အရာလောကီစံတော့ကျွန်မကျန်းစာလုံးဝဖတ်လို့မရဘူးလုံးဝကိုမဖတ်ချင်ဘူးဒါကြောင့်မို့သင်နှလုံးသားထဲမှာကျန်းစာဖတ်ချင်တဲ့စိတ်နိုးစော်တာများရှိလားပေါ့နော်ဒီဟာကကောင်းတဲ့အရာဖြစ်တယ်ဝိညာဉ်အသီးထဲမှာပါတယ်ပြီးရင်ဆုတောင်းခြင်းရှိတဲ့အသက်တာတကယ်ပဲဆုတောင်းခြင်းနဲ့တွာလာတဲ့လူတယောက်ကသင်တွားမေးကြည့်လိုက်ပါဆုမတောင်းမနဲ့မနဲ့နိုးလာတဲ့ချိန် तू အစင်မပြေဘူးတခုခုလိုနေတယ်ဆုမတောင်းရသေးဘူးဆိုရင် तू မှလိုနေတယ်ဒီအရာက spirit ကမတူတော့ဘူးဖြစ်တယ်ဒါကြောင့်မို့ကျမတို့ဆုတောင်းခြင်းရှိတဲ့အသက်တာကျမ်းစာဖတ်ခြင်းရှိတဲ့အသက်တာကောင်းတာလုပ်တဲ့အသက်တာသူတစ်ပါးကိုကူညီတဲ့အသက်တာနောက်တစ်ခုကဖခင်အင်မတန်ကြိုက်တဲ့အရာပေးကမ်းခြင်းရှိတဲ့အသက်တာကကျမတို့ဝိညာဉ်အသီးသီးတဲ့အသက်တာဖြစ်တယ်တခါတလေကျမတို့ကပေးကမ်းဖို့ရန်အတွက်အရန်တွန့်တိုတယ်အလူငွေအောင်ထည့်ရမလို့မထည့်ရမလို့ပေါ့နော်အကြွေတွေထုတ်လာတယ်ဒါပေမဲ့တချို့တလေတွေကြတော့လေပေးတယ်ဘလုံးဝမသိအောင်ပေးတဲ့လူတက်တက်ရှိတယ်အရင်တစ်ပတ်ကျမတွေ့တယ်စာအိတ်ထဲမှာရေးထားတယ်ပေါ့နော်ဦးတီးတဲ့ပြောချင်တာကျမအခုဒီမှာနားထောင်နေတဲ့လူထဲမှာဖခင်ကိုအရန်ချစ်တဲ့လူရှိတယ်ဒါပေမဲ့ကျမတို့မမြင်ရဘူးဘယ်သူမှမသိဘူးဒါဘယ်သူထဲ့သွားလဲမသိဘူးသူလည်းမသိအောင်ထဲ့သွားတာပဲဘယ်သူမှလည်းမသိစေချင်ဒါပေမဲ့ဘယ်သူသိလဲဖျားသိတယ်သူ့အသက်တာမှာသူကောင်းစားခြင်းခံရမှာဖြစ်တယ်ဒါကကျမတို့စိုက်နေတဲ့အရာကိုကျမတို့ပြန်လည်ပြီးမှရိတ်သိမ်းတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ဒီနေ့စင်ချင်ရမှာပေါ့နော်နှစ်တစ်ထဲမှာကျမတို့အသက်တာမှာဘာအသီးစိုက်ပြီးမှကျမတို့အသက်ရှင်မလဲဒီကျမတို့ရဲ့ဒီအခုပြောပြနေတဲ့အရာကကျမတယောက်တည်းအတွက်လားကိုစိုက်တဲ့တိငါတယောက်တည်းရိတ်ရမှာလားမဟုတ်ဘူးဘာဖြစ်လဲဆိုရင်ဒီအရာကကျမတို့ရဲ့မိသားစုကျမတို့ရဲ့ဒီပတ်ဝန်းကျင်နဲ့သက်ဆိုင်နေတဲ့အရာဖြစ်တယ်ကျန်းစာရဒီပုံပြန်နေငယ်တယောက်နှစ်ယောက်အကြောင်းကျွန်မပြောပြချင်တယ်ပေါ့နော်ဥပမာအနေနဲ့ယောသက်ကိုသိလားယောသက်ကိုအားလုံးသိမယ်လို့ကျွန်မယုံကြည်တယ်ကဘာဦးကျန်းကယောသက်ကပေါ့နော်သူ့အသက်တာထဲမှာဘယ်လိုလဲဆိုရင်သူ့အကိုတွေရဲ့ရောင်းစားခြင်းကိုငငယ်လေးကလေးကခံလိုက်ရတယ်ငငယ်လေးကလေးကသူ့အကိုတွေသူ့ကိုကျွန်အဖြစ်ရောင်းစားလိုက်တယ်ယောသက်ရဲ့အသက်တာမနာလိုလို့ပေါ့နော်သူအိမ်မက်အရာသူ့ကိုဒီဘာဖြစ်ချင်လဲနော်ဘာအိမ်မက်လဲဆိုပြီးမှရောင်းစားလိုက်တယ်ဒါပေမဲ့ယောသက်ရဲ့အသက်တာထဲမှာသူ့မှာတီးခံခြင်းရှိတယ်နောက်ထပ်တစ်ခုကတန့်ရှင်းခြင်းရှိတယ်အဲ့ဒါဘယ်လိုကျမတို့သိနိုင်လဲဆိုရင် तू ရောင်းကျွံဖြစ်သွားတဲ့ချိန်မှာလဲ तू ကသေးငယ်တဲ့အမှုမှာလဲ तू သစ္စာရှိတယ်ထောင်ထဲမှာဒီနေ့ထောင်ထဲမှာရောက်ဖူးတဲ့သူတော့သိမှာပဲဘယ်လောက်ထိခက်ခဲလဲယောသက်ကတီးခံခြင်းရှိတယ်ဆိုတာထောင်ထဲမှာ तू နှစ်အကြာကြီးနေခဲလိုက်ရတယ်သူ့အကိုရဲ့ရောင်းစားခြင်းအဖြစ်ထောင်ထဲမှာနောက်ဆုံး तू လိန်မာလို့ထောင်မှုဖြစ်သွားတယ်အဲ့ချိန်မှာနော်သေးငယ်တဲ့အမှုမှာလဲ तू ကသစ္စာရှိရလို့ဖြစ်တယ်ပြီးရင်နောက်ထပ် तू ရဲ့တထေးပေါတိဖာပေါ့နော်ပေါတိဖာရဲ့မိန်းမကယောသက်ကိုကြိုက်တယ်ယောသက်ကအစင်းလာတဲ့သူချောတဲ့လူပဲအရန်ချောတဲ့လူပဲအဲ့တော့သူ့မိန်းမကအများနဲ့မြူဆွဲတယ်တရက်မှာတော့နော်အားလုံးသိတဲ့အတိုင်းပဲဘယ်သူမှမတွေ့တဲ့ချိန်သူတို့နှစ်ယောက်ပဲရှိတဲ့ချိန်လာမြူဆွဲတဲ့ချိန်ယောသက်ဘာလုပ်လဲထွက်ပြေးတယ်နော်ဒီနေ့ကျမတို့ရောထွက်ပြေးနိုင်မလားပေါ့နော်ယောသက်ကတန့်ရှင်းခြင်းအသက်တာကို तू နှစ်သက်တယ်ဖယားကိုကြောက်ရွံ့ခြင်းဖြစ်တယ်အဓိကတော့ဒါကြောင့်မလို့ဖယားမကြိုက်တာမှန်တယ်များ तू ရှောင်တယ်လုံးဝမလုပ်ဘူးဒီတန့်ရှင်းခြင်းအသက်တာကို तू စိုက်တယ်တီးခံခြင်းအသက်တာ तू လုပ်တယ်သိငယ်တဲ့အမှုမှာလဲ तू သစ္စာရှိတယ်နောက်ဆုံးတစ်ခုကသူ့အကိုတွေကို तू ခွင့်လွတ်လားतू ခွင့်လွတ်တယ်ဒါဆိုယောသက်ရဲ့အသက်တာမှာ तू ပေးဆက်လိုက်ရတဲ့ तू စိုက်ခဲ့တဲ့အသီးတွေကတန့်ရှင်းခြင်းရှိတယ် तू ခွင့်လွတ်တယ် तू သိငယ်တဲ့အမှုတွေမှာသစ္စာဆောင်ခြင်းရှိတယ်တီးခံတယ်နောက်ဆုံး तू ပြန်ရိတ်သိမ်းရတာယောသက်ရဲ့အသက်တာဘယ်လောက်ထိကောင်းစားသွားလဲနောက်ဆုံးမှာတတိုင်းပြည်လုံးကိုအုပ်ချုပ်တဲ့နန်းတော်အုပ်ဖြစ်သွားတယ်ဘရှင်တော်မှယောသက်ပြီးရင်ပြီးပြီတခါတလေဘရှင်တော်မှယောသက်ပြီးရင်ယောသက်ပြောတာတော့နားထောင်မှာဘရှင်တော်မှအဲ့ဒီအစင်ထိကောင်းကြီးကို तू သိမ်းပိုက်လိုက်တာ तू စိုက်ခဲ့တဲ့အရာတွေအပြင် तू ပြန်ရိတ်သိမ်းလိုက်တဲ့အရာကကောင်းကြီးဖြစ်တယ်ဒါဆိုရင်ယောသက်တယောက်တည်းပဲကောင်းစားသွားလား
ယောသတ်ရဲ့ဒီတီးခံခြင်းယောသတ်ရဲ့အတ္တအားဖြင့်သူစိုက်ခဲ့တဲ့ဒီအရာတွေအားဖြင့်နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုရင်သူ့ရဲ့သဆွေတစ်မျိုးလုံးဒီနေ့ခါနန်ပြည်မှာအစာခေါင်းပါခြင်းကနေလွတ်မြောက်သွားတာဖြစ်တယ်သဆွေတစ်မျိုးလုံးယောသတ်အားဖြင့်လွတ်မြောက်သွားခဲ့တာဖြစ်တယ်ဒီအရာကဒီနေ့ကျမတို့ပြန်ရိတ်သိမ်းရတဲ့ကောင်းကြီးဖြစ်တယ်ဥပမာယောသတ်တာပေါတိဖာမိန်းမနဲ့မားသွားရင်ယောသတ်ကဇက်သိမ်းသွားပြီအဲ့တော့ကျမအခုနပြောသလိုပဲသင်တစ်ခါပဲမားဆရာလိုတဲ့ဘဝမှာသင်ဇက်သိမ်းသွားလိမ့်မယ်အဲ့တော့ကျမတို့အင်မတန်မှကျမတို့တတိထားမှာဖြစ်တယ်ကျမတို့အသက်တာကတလန်းမှမားလို့မရဘူးကျမတို့စိုက်နေတဲ့အသီးတွေကိုကျမတို့အရန်ကိုစင်ချင်ရမှာဖြစ်တယ်ပေါ့နော်နောက်ထပ်တစ်ယောက်ကရုသပေါ့နော်လူတိုင်းသိတယ်လို့ထင်တယ်သူရဲ့အသက်တာအဖြစ်လည်းအနေငယ်ပြောပြချင်တယ်ရုသကပထမတော့ယောက်ျားရှိတယ်ကလေးနဲ့2ယောက်ရှိတယ်ပေါ့နော်သူရဲ့ယောက်ခမကနော်မိဒါပေမဲ့တနေ့မှာကလေးတွေရောယောက်ျားတွေရောအကုန်လုံးတည်သွားတယ်မရှိတော့ဘူးပေါ့နော်ယောက်ခမနဲ့သူပဲကြံတယ်တခြားသူရဲ့ချွေးမတွေရှိသေးတယ်အဲ့ယောက်ခမမှာအကုန်လုံးကိုနေရာကိုသွားတော့ဘာမှမရှိတော့ပြောတဲ့အချိန်မှာအကုန်တခြား2ယောက်လားမသိဘူးသွားလိုက်တယ်ဒါပေမဲ့နော်မိကမသွားဘူးနော်မိကဘာလုပ်လဲသူရဲ့ယောက်ခမနဲ့သူဒုက္ခဆင်းရဲခံတယ်သူတီးခံမှာသူရှာကျွေးတယ်နော် तू သွားတဲ့နေရာ तू သွားမယ် तू စားတာतू တယောက်ကမှစားတာ तू စားမယ်သူ့ရဲ့ဖယားနော်မီရဲ့ဖယားကငါရဲ့ဖယားဆိုတဲ့ခံယူချက်နဲ့ तू ရောက်ခမနဲ့ तू အတူတူနေတာဒီအသက်တာကျမတို့အပြင်မှာတော့ရောက်ခမနဲ့အရန်တဲ့တယ်ဆိုတာကျမကြားဖူးပါတယ်ရှားတယ်နော်ဒီအရာကအင်မတန်မှခက်ခဲတဲ့အရာဖြစ်တယ်ကျမတို့လည်းဘယ်လိုဖြစ်လာမလဲမသိဘူးပေါ့နော်ဒါပေမဲ့နော်မီရဲ့တက်တာကောင်းကြီးဘယ်လိုခံစားရလဲဆိုတဲ့အချိန်မှာရောက်ခမပေါ်မှာအင်မတန်မှသစ္စာရှိတယ်အင်မတန်မှချစ်ချင်းမေတ္တာပြေဝပြီးမှသူတို့နဲ့အတူတူဒီလိုမျိုးရောက်ခမနဲ့နေဖို့ရွေးချယ်တဲ့အချိန်မှာနောက်ဆုံးမှာဘာဖြစ်သွားလဲဆိုရင်တထေးကြီးဘောဆာရဲ့အမျိုးသမီးဖြစ်သွားတယ်နော်နောက်ဆုံးမှာတိမ်ပိုက်လိုက်တဲ့ကောင်းကြီးကတော်တော်များတယ်ဒီထက်မကဘူးဒီရုသရဲ့ဒီသူကမိခင်ဘဒူရဲ့မိခင်ဖြစ်လာလဲဆိုရင်ရုသဘောဇရဲ့သားကအောဘတ်ကနေထွက်လာတာယေရှဲကနေပြီးမှဒါဝိမင်းကြီးကနေမျိုးဆက်ကနေဘဒူထွက်လာလဲသခင်ယေရှုထွက်လာတယ်ဒီလောက်ထိကြီးမားတဲ့ကောင်းကြီးပေါ့နော်သခင်ယေရှုရဲ့ဆွေစဉ်မျိုးဆက်ထဲမှာတော့မှစရင်ပါသွားတဲ့အထိရုသဆိုတဲ့ဒီဘယ်လိုမလဲမဟုတ်ဆိုးမကဒီလောက်ထိကောင်းကြီးကို तू တိမ့်ပိုက်လိုက်ရတာဖြစ်တယ်ဘာဖြစ်လို့လဲသူ့ရဲ့ချစ်ချင်းမေတ္တာ तू မှာစိုက်ထားတဲ့အသီးတွေချစ်ချင်းမေတ္တာတီးခံခြင်းတွေ तू ရောက်ခမနဲ့ဒီလိုမျိုးတကယ်ဒုက္ခခံခဲ့တဲ့အရာတွေပေါ်မှာနောက်ဆုံး तू ကောင်းကြီးပြန်လဲခံစားရတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ဒီမှာရှိတဲ့သူအရောက်ချင်းစီတိုင်းကိုကျမတို့ဆင်ချင်စေချင်တယ်ကျမကိုယ်တိုင်လည်းဆင်ချင်ရမယ့်အရာဖြစ်တယ်ဒီနေ့ကျမတို့နှစ်ဟောင်းမှာဘယ်လိုအသီးတွေပဲစိုက်နေပါစေဒါပေမဲ့ကျမတို့နှစ်သစ်ထဲမှာကျမတို့စိတ်သစ်နှစ်သစ်မှာငါစိတ်သစ်လူသစ်အသက်ရှင်မယ်လို့ကျမတို့ပြောတတ်တယ်ဒါပေမဲ့ဘယ်လိုရှင်တာလဲအရင်နှစ်လိုပဲငါကြိုက်တယ်လို့နေပြီးမှအသက်ရှင်နေဆိုရင်မဟုတ်သေးပါဘူးเนาะဒါပေမဲ့ကျမတို့နှစ်ဟောင်းမှာလုပ်တဲ့အရာတွေမဟုတ်ဘူးဒီဟာတော့ငါဒီလိုလုပ်လိုက်နောက်ငါပြန်ခံရရင်ဒီအသီးကိုငါပြန်စားရငါခံနိုင်ရရှိလားကိုပြန်မေးပါပေါ့နော်ကိုလှုပ်တဲ့အရာကိုပြန်သိမ်းရမှာဖြစ်တဲ့အတွက်ဒီအရာကကျမတို့ဒီနေ့ဆင်ခြင်ရမယ့်အရာဖြစ်တယ်ဒါပေမဲ့ဒီနေ့တကယ်ပဲနှစ်သက်မှာစိတ်သက်လူတဲ့နဲ့ငါအသက်ရှင်တော့မယ်ပြောတဲ့အချိန်မှာဒီနေ့ဖခင်ကကျမတို့ဖခင်ရဲ့ချစ်ချင်းမေတ္တာကအင်မတန်မှကြီးမားတာဖြစ်တဲ့အတွက်တင်နောင်တနဲ့လမ်းလာတဲ့အရာကို तू လက်ခံတာဖြစ်တယ်ဒီနေ့တင်ကငါအပြစ်ရမ်းများနေပြီငါစိုက်ထားတဲ့အသီးတွေကတော်တော်ကြီးနေလောက်ပြီပေါ့နော်ဒါပေမဲ့တင်ရဲ့နောင်တကတင်အသက်ရှင်နေသေးတဲ့ရွေ့တင်မှာအချိန်ရှိတာဖြစ်တယ်ဒါပေမဲ့တင်တည်သွားရင်တော့အချိန်နောင်သွားရပေါ့နော်ဒီနေ့တင်အသက်ရှင်သေးတယ်ဆိုရင်ခရစ်တော်ထဲမှာရောက်လာတဲ့အချိန်မှာတင်ကအသက်ပြုတ်ပြင်းတဲ့လူနောက်တစ်ယောက်ဖြစ်သွားပါတယ်အာမင်ဒါကြောင့်မို့တင်နောက်ထပ်အသက်တစ်ယောက်အနေနဲ့တင်အတီးကိုထပ်ဆိုင်လို့ရတာဖြစ်တယ်အရင်နှစ်ဟောင်းကရတယ်ငါမချိုက်တော့ဘူးငါမလှုပ်တော့ဘူးငါတကယ်ပဲဖခင်ရဲ့ဒီဝိညာဉ်ပဂတိအတိုင်းဖခင်ရဲ့အလိုတော်နဲ့ညီဖခင်ကြိုက်တာပဲလုပ်ပြီးအသက်ရှင်မယ်ဆိုတော့နှလုံးသားနဲ့နောင်တနဲ့ဘလို့ပဲအချိန်ဒီမှာဖြစ်တင်ဖခင်စီမှာလမ်းလာတဲ့အချိန်မှာဖခင်ကတင့်ကိုအချိန်မရွေးလက်ခံနေတာဖြစ်တယ်ဖခင်ရဲ့ချစ်ချင်းမေတ္တာကအင်မတန်မှကြီးမားနေတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်မပြန်လည်နှိကုံးချုပ်တဲ့အချိန်မှာပေါ့နော်ကျမတို့ဒီနေ့အသက်ရှင်နေတဲ့အရာကကျမတို့ဒီနေ့လုပ်နေတဲ့အရာကမနှက်ဖြန်အတွက်ကျမတို့အနာဂတ်အတွက်ကျမတို့စိုက်နေတာဖြစ်တယ်ဒီဟာကိုကျမတို့ပြန်ရိတ်သိမ်းရမယ်ဆိုတဲ့အရာကိုကျမတို့အမြဲတမ်းတတိယဖို့ဖြစ်တယ်ဒီနေ့ဖရားမကြိုက်တာမလုပ်ဘဲနဲ့တကယ်ပဲရောသက်လိုမျိုးဖရားမကြိုက်တဲ့အရာကိုလုံးဝရှောင်ပြီးမှပေါ့နော်ကျမတို့အသက်ရှင်မယ်ဆိုရင်တကယ်ပဲကျမတို့
ကောင်းကြီးကိုရိတ်သိမ်းရမှာဖြစ်တယ်တခါတလေမှာကျမတို့ကောင်းကြီးကစိုက်တော့စိုက်တာပဲပေးနေတာပဲငါဘာမှလည်းမတိုးတက်လာဘူးငါဘာကောင်းကြီးမှလည်းမခံစားရဘူးတင်မချင်ပါနဲ့တခါတလေမှာရိတ်သိမ်းမဲ့အချိန်ကနည်းနည်းတော့ကြာချင်ကြာတော့မယ်ဒါပေမဲ့တင်စိတ်ရှည်ရအောင်မယ်နော်ဒါကြောင့်မို့ဖခင်ရဲ့အချိန်မှတင်များစွာတော့ကောင်းကြီးကိုတင်စိုက်ခဲ့တာနည်းနည်းလေးဆိုပေမဲ့တခါတလေတင်များစွာတင်ရိတ်သိမ်းရမှာဖြစ်တယ်အဓိကတင်ကောင်းတာစိုက်ဖို့အရေးကြီးတာဖြစ်တယ်တင်စိုက်ခဲ့ရမှာဖြစ်တယ်ပြီးရင်ကျမတို့ပေးကမ်းတတ်ဖို့လဲကျမတို့ယုံကြည်သူအသက်တာမှာအင်မတန်မှအရေးကြီးတာဖြစ်တယ်ကျမတို့ကပေးကမ်းတဲ့သူတွေဖြစ်ဖို့လိုတယ်အဲ့ဒီများပေးရင်ကျမတို့တည်တဲ့အတိုင်းပဲများစိုက်ရင်ကျမတို့များရက်ရမှာဖြစ်သလိုတင်ပေးတာကိုဘယ်သူမှမမြင်ချင်နေပါစေဘယ်သူမှမသိချင်နေပါစေဘယ်ချိန်မှသိမယ်လို့ထင်တယ်တနေ့အသီးတီးလာတဲ့ချိန်မှာလူတိုင်းကတွေ့မှာဖြစ်တယ်ဒီနေ့တင်စိုက်လိုက်တဲ့အသီးကဘာအသီးလဲဒီနေ့တနေ့လူတိုင်းကတွေ့မှာဖြစ်တယ်ဒါကြောင့်မို့တင်ပေးကမ်းခြင်းထဲမှာဘယ်သူမှမသိဘူးငါကောင်းတာလုပ်တာဘယ်သူမှမသိဘူးမစိုးရိမ်ပါနဲ့ဒီစိုက်တဲ့ຢာကတနေ့အသီးကိုတီးလာမှာဖြစ်တဲ့အတွက်တနေ့မှာတင်ရဲ့ကောင်းခြင်းတွေလူတွေကမြင်တွေ့လာမှာဖြစ်တယ်ပေါ့နော်ဒီနေ့ကျမတို့နှုတ်ထဲကထွက်နေတဲ့စကားလုံးတိုင်းကကျမတို့စိုက်နေတဲ့အသီးတွေဖြစ်တဲ့အတွက်ဒီနေ့ကျမတို့ပြောနေတဲ့စကားတွေကဘယ်လိုစကားတွေကျမတို့ပြောနေလဲတန့်ရှင်းလားဒီຢာလည်းကျမတို့စင်ချင်ဖို့လိုပါတယ်နောက်ထပ်တစ်ခုကအခုနဒီခွင့်လွတ်ခြင်းရောအသက်တာလို့ကျမတို့ခွင့်လွတ်ခြင်းရှိဖို့လိုတယ်ဘာဖြစ်လို့လဲဆိုရင်ခွင့်မလွတ်တဲ့အသီးကိုတင်ကစိုက်ထားတဲ့ချိန်မှာခံရတာတင်ပဲဖြစ်တယ်အင်မတန်မှခဲရင်းနဲ့နောက်ထပ်တစ်ခုတင်မလွတ်မြောက်ဘူးဖြစ်တယ်ဘာဖြစ်လဲဆိုရင်ဒီနေ့မြေကြီးမှာချီနှောင်တဲ့အရာကကောင်းကင်နိုင်ငံမှာလည်းချီနှောင်ထားတာဖြစ်တယ်ဒီနေ့ဒီမှာတင်ခွင့်မလွတ်ဘူးကောင်းကင်ရောက်တင်တို့နှစ်ယောက်တွေ့ရင်ဘယ်လိုလဲဒီမှာချီနှောင်တဲ့ဟာကောင်းကင်မှာလည်းချီတယ်တဲ့ဒါဆိုရင်တင်ကမလွတ်မြောက်ဘူးဖြစ်တယ်နော်ဒါကြောင့်မို့ကျမတို့ခွင့်လွတ်ခြင်းဘလောက်ပဲခက်ခဲနေပါစေဒီအရာကခက်ခဲတယ်အခုနပြောသူဝိညာဉ်ပဂတိအတီးကကိုလုံးလူတိုင်းသိတယ်ဒါပေမဲ့စိုက်ဖို့ခက်တာဖြစ်တယ်ဒါကြောင့်ကျမတို့အသက်တာထဲမှာခွင့်မလွတ်နိုင်တဲ့သူများရှိလားပေါ့နော်ရှိတယ်ဆိုရင်ကျမတို့ဒီနေ့ခွင့်လွတ်ဖို့ရန်တော့ကျမတို့စ조사ကြရအောင်ဘာဖြစ်လို့ခွင့်လွတ်ခြင်းကသူ့အတွက်မဟုတ်ဘူးကျမတို့အတွက်ဖြစ်တယ်ကျမတို့ကိုယ်တိုင်အတွက်ဖြစ်တယ်သူ့ကခွင့်မလွတ်နိုင်ဘူးဆိုပြီးမှချီနှောင်ထားရင်ဒီအရာကကျမတို့အထဲမှာကြီးထွားလာမှာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ခွင့်လွတ်ခြင်းဆိုတဲ့အသီးကိုလည်းကျမတို့စိုက်တက်ဖို့ကျမတို့စင်စင်ရအောင်ဒီနေ့ကျမတို့အသက်ရှင်တဲ့အသက်တာတစ်ခုလုံးမှာကျမတို့ဖခင်ရဲ့အလိုတော်နဲ့ဖခင်မကြိုက်တာကျမတို့အကုန်လုံးရှောင်ပြီးမှပေါ့နော်ဒီနေ့တကယ်ပဲအခုနရောသက်ရဲ့အသက်တာကဲတော့တင်နဲ့ကျမရဲ့အသက်တာကျမတို့ရဲ့အသက်တာအားဖြင့်ဒီကောင်းကြီးတွေကိုပေါ့နော်သင်အားဖြင့်ဒီနေ့ကျမတို့ကျမတို့မိသားစုအတွက်သင်အားဖြင့်ကောင်းကြီးဖြစ်ဖို့ပေါ့နော်လွတ်မြောက်ခြင်းရဖို့ကြွယ်ဝခြင်းရဖို့သင်အားဖြင့်တကယ်ပဲမိသားစုတွေလည်းကောင်းတဲ့အသီးတွေစိုက်နိုင်တဲ့သူတွေဖြစ်ဖို့ကျမခွန်အားပေးရင်နှုတ်ကပတ်တော်ကိုဒီမှာပဲရပ်နာပါတယ်အရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ